မြန်မာပြည်တိုင်းဒေသအသီးသီးမှာကြီးရှိနေကြတဲ့တူးဒီဝါသနာရှင်ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျာနော်ကျွန်တော်တို့အောင်နမိတ်ရဲ့တပတ်စာအထူးကတ်ကလေးရဆိုလို့ရှိရင်တော့ကျွန်တော်6ရက်9လ2026ကနေပြီးတော့10ရက်9လ2026အထိတပတ်စာလေးကိုထပ်မံပြီးတော့ကျွန်တော် live လွှင့်ပေးလိုက်ပြန်ပြီဖြစ်ပါတယ်ဗျာနော်အဲ့တော့ပြီးခဲ့တဲ့အပတ်ဒီမှာကျွန်တော် live လွှင့်ပေးခဲ့လို့ကျွန်တော်ရှိမှလာပြီးတော့ကတ်ကိုဝယ်ယူပြီးတော့ထိုးပြီးတော့အောင်မြင်မှုရရှိခဲ့တယ်အဆင်ပြေသွားတယ်ဆိုတဲ့မိတ်ဆွေတွေလည်းကျွန်တော်ရဲ့ live ကျွန်တော်ရဲ့ video file ကိုတွေ့တယ်ဆိုလို့ရှိရင် like and share လေးတွေနဲ့လောက်သွားပြီဗျာနော် comment လေးတွေလည်းဝင်ရေးသွားပြီဗျာနော်ကျွန်တော်ဒီအောင်နမိတ်တပတ်စာအထူးကတ်ဆိုတဲ့ကတ်ကလေးကိုကျွန်တော်မိတ်ဆွေတို့ကို live လွှင့်ပေးခဲ့တာလဲကြာပြီဗျာနော်ဒီအောင်နမိတ်ဆိုတဲ့နာမည်ကိုမိတ်ဆွေတို့လည်းမြင်တွေ့ရင်သိမှာဗျာနော်ဘာကြောင့်လဲဆိုရင်ကျွန်တော်မိတ်ဆွေတို့ကိုအတိတ်စာရွက်စာတမ်းလေးတွေအနေနဲ့လဲကျွန်တော်မိတ်ဆွေတို့ကို Facebook YouTube Telegram ဒီမှာကျွန်တော်တင်ပေးလာခဲ့တာလဲနှစ်ပေါင်းမနည်းတော့ဘူးဗျာနော်အခုခါမှာဆိုတော့ကျွန်တော်မိတ်ဆွေတို့ကိုတပတ်စာအထူးကတ်ဆိုပြီးတော့ကျွန်တော်ထပ်မှန်ပြီးတော့ဒါ live လွှင့်ပြီးတော့မိတ်ဆွေတို့ကိုဒီကတ်ကလေးကိုပြသပေးတာဖြစ်တယ်ဗျာနော်။ဘာကြောင့်ဒီလိုမျိုး live လွှင့်ပြီးတော့မှကျွန်တော်ဒီအထူးကတ်ဆိုပြီးတော့ထုတ်ပြီးတော့မှမိတ်ဆွေတို့ကိုဒါမိတ်ဆက်ပေးရတာလဲဆိုလို့ရှိရင်နော်တချို့မိတ်ဆွေတွေကကျွန်တော်တင်ပေးတဲ့အတိတ်စာရွက်တွေနော်အတိတ်စာရွက်စာတမ်းတွေဓာတ်ကြိုကဏ္ဍတွေကိုကြည့်ပြီးတော့ထိုးတဲ့အခါကျတော့မထိုးတတ်ကြဘူးပေါ့ဗျာနားမလည်ဘူးတချို့ကြတော့လဲဘယ်နေ့ကိုဘယ်လိုထိုးရမလဲနော်ဘယ်အချိန်ကြီးထိုးရမယ်ဆိုတာကိုထိုးဖို့အတွက်ကိုအစင်မပြေဘူးဖြစ်နေကြတယ်ပေါ့နော်အဲ့လိုမျိုးအစင်မပြေတဲ့မိတ်ဆွေတွေကနေပြီးတော့မှကျွန်တော်ကိုကူညီတောင်းတယ်ဆရာရဲ့ကျမတို့ကတော့နော်တစ်ချိန်ကိုတစ်ကွက်ထိုးမယ်ပေါ့နော်တစ်ချိန်ကိုတစ်ကွက်ပဲထိုးကြမှာတယ်အဲ့လိုမျိုးမှကျမတို့ကနားလဲမှာပေါ့နော်ဒီလိုမျိုးအခုဒီမှာကျွန်တော်ပြထားသလိုပေါ့ဗျာနော်အင်္ဂါမကျော်တို့ဒီမှာရှစ်ထက်ရဲရဲပတ်တို့ဝစ်ရှယ်တို့ဘာတို့ညာတို့ဒါမျိုးတွေဆိုရင်ကျမတို့ကနားမလဲလို့ဆရာရဲ့ကျွန်တော်တို့ကတစ်ချိန်မှာတစ်ကွက်ပဲထိုးခြင်းတယ်ကျွန်တော်ထိုးပြီးအဲ့လိုမျိုးအောင်မြင်မှုပဲလိုချင်ပါတယ်ဆိုတဲ့အတွက်ကြောင့်တောင်းဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်အခုလိုမျိုးလေးနော်အောင်နမိတ်ကိုတပတ်စာအထူးကတ်ဆိုပြီးတော့ကျွန်တော်ရိုက်နှိပ်ပြီးတော့မိတ်ဆွေတို့ကိုကျွန်တော်ဒါ live လွှင့်ပြီးတော့မှပြသရောင်းချပေးတာဖြစ်တယ်ဗျာနော်အဲ့တော့ကျွန်တော်စပြီးတော့ဒီအောင်နမိတ်တပတ်စာအထူးကတ်ကလေးကို live လွှင့်ပြီးတော့ရောင်းချတယ်ဆိုရင်လည်းရှေ့အပတ်တွေပေါ့နော်ရှေ့ပတ်တွေမှာလည်းကျွန်တော်ဒါရောင်းချခဲ့ပြီးသွားပြီနော်ဒါဒီကတ်ကလေးတွေဆိုလို့ရှိရင်လည်းဒါအောင်မြင်မှုတွေရရှိခဲ့ကြပြီးသွားပြီနော်အောင်မြင်မှုတရဖူတွေစောင်းနိုင်ခဲ့ကြပြီးသွားပြီအခုဆိုရင်တော့ကျွန်တော်ဒီမှာ6ရက်9လနော်2026ကနေပြီးတော့10ရက်9လ2026အထိကိုဒါကျွန်တော်လက်ထဲကိုဒီတပတ်စာအထူးကတ်ကလေးကထပ်မံပြီးတော့ရောက်ရှိနေပြီဗျာနော်ရောက်ရှိနေလို့မိတ်ဆွေတို့ကိုအခုကျွန်တော်ထပ်မံပြီးတော့ live လွှင့်ပေးတာဖြစ်တယ်ဗျာနော်အဲ့တော့ဒီကတ်ကလေးကိုကျွန်တော်အရင်ဆုံးမိတ်ဆွေတို့ကိုမရှင်းပြခင်မှာရှေ့ဘက်မှာကျွန်တော်တို့အောင်မြင်မှုတွေဘယ်လိုရရှိခဲ့တယ်လဲဆိုတာမိတ်ဆွေတို့ကိုကျွန်တော်အရင်ရှင်းပြပေးမယ်ဗျာနော်ရှင်းပြပေးမယ်ဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်မှာဆိုလို့ရှိရင်ဒါဒီအပေါ်မှာရှိတဲ့ဟာအင်္ဂါမကျော်နော်အင်္ဂါမကျော်ငါ